ဥရောပမှာမင်းမူခဲ့ကြတဲ့အင်္ဂလန်ကလပ်သင်းများယူရိုပါလိဂ်ဘောလုံးပွဲမက်ဂင်းရဲ့လက်တပြက်သွင်းဂိုးတွေနဲ့အတူ Forest ကိုဂိုးပြတ်အနိုင်ယူပြီးယူရိုပါလိဂ်ဘောလုံးပွဲစီတက်လှမ်းသွားတဲ့ Aston Villa ဒုတိယပိုင်းမှာအသင်းကောင်းဆောင်ဂျွန်မက်ဂင်းရဲ့လက်တပြက်သွင်းဂိုး2ဂိုးနဲ့အတူ Aston Villa အသင်းဟာ Nottingham Forest ကိုဒုတိယအကြော့မှာ 4-0 ဂိုးနဲ့ဂိုးပြတ်အနိုင်ယူပြီးနှစ်ကြော့ပေါင်းရက်လက် 4-1 နဲ့ယူရိုပါလိဂ်ဘောလုံးပွဲစီကိုထိုက်တန်တက်လှမ်းသွားနိုင်ခဲ့ပါတယ်ပထမအကြော့တုန်းက Chris Wood ရဲ့ပင်နယ်တီဂိုးကြောင့် 1-0 နဲ့ရှုံးနိမ့်ခဲ့ရပေမဲ့ Villa Park ကွင်းမှာတော့ Villa တို့ဟာလုံးဝခြားနာတဲ့အသင်းတစ်သင်းအဖြစ်ပြောင်းလဲလာခဲ့ပြီး Ollie Watkins, Emiliano Buendia တို့ရဲ့ဂိုးတွေနဲ့အတူပြိုင်ဘက်ကိုအပြတ်သက်အနိုင်ယူခဲ့တာပါ။နီးပြဦးနိုင် Emery ဟာယူရိုပါလိဂ်မှာနှစ်ကြော့ပေါင်းရက်လက်နဲ့ရှင်ပြန်ရတဲ့ပွဲစဉ်23ပွဲဆက်တိုက်နောက်တစ်ဆင့်တက်အောင်စွမ်းဆောင်ထားနိုင်တဲ့စံချိန်ကောင်းကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီးပိုလူပွဲမှာတော့ Freiburg အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။တစ်ဖက်မှာလည်း Conference League ပွဲစဉ် Crystal Palace 2-1 Shakhtar Donetsk နဲ့နှစ်ကြော့ပေါင်း 5-2 စားရဲ့အစွမ်းပြမှုနဲ့အတူ Palace ကို Conference League ဘောလီပွဲစီပို့ဆောင်ပေးခဲ့တဲ့ Glasner ကြာသပတေးနေ့ကစားခဲ့တဲ့ဒုတိယအကြော့ပွဲစဉ်မှာ Ismaila Sarr ကတဖန်ဂိုးသွင်းယူပေးခဲ့တာကြောင့် Crystal Palace အသင်းဟာ Shakhtar Donetsk ကိုအနိုင်ယူပြီးသူတို့ရဲ့ကလပ်သမိုင်းတစ်လျှောက်ပထမဆုံးသောဥရောပပြိုင်ပွဲဘောလီပွဲစီကိုတက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ Crystal Palace ဟာ Shakhtar Donetsk ကို 2-1 ဂိုးနဲ့အနိုင်ရခဲ့ပြီးနှစ်ကြော့ပေါင်းရက်လက် 5-2 နဲ့ Conference League ဘောလီပွဲနေရာကိုအပိုင်အတည်ပြုနိုင်ခဲ့တာပါ။ Palace အသင်းဟာ Conference League အင်ကွင်းနောက်ဆုံး6ပွဲမှာ 4-2 draw နဲ့ရှုံးပွဲမရှိစံချိန်တင်ထားပါတယ်။ဒီပွဲမှာ Shakhtar Donetsk တို့ဟာဂိုးကန်သွင်းဝင်18ကြိမ်အထိရရှိခဲ့ပြီး Palace ထက်6တိုင်ပိုများခဲ့တယ်လို့ XG မျှော်လင့်ထားတဲ့ဂိုးအရေအတွက်မှာလည်း Palace ရဲ့ 1.37 ထက်ပိုများတဲ့ 1.40 အထိရှိခဲ့ပေမယ့် Palace တို့ကသာအခွင့်အရေးကိုပိုမိုအသုံးချနိုင်ခဲ့တာကြောင့်လာမယ့်မေလ29ရက် Leipzig မြို့မှာကစားမယ့်ဘောလီပွဲမှာလာလီဂါကလပ် Rayo Vallecano နဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ခုဆိုရင်ဥရောပဖလားဘောလီပွဲတိုင်းမှာအင်္ဂလန်ကလပ်သင်းများတက်ရောက်နိုင်ခဲ့တဲ့နှစ်လည်းဖြစ်ခဲ့ပါပြီ။ Champions League ဘောလီပွဲမှာ Arsenal, Europa ဘောလီပွဲမှာ Aston Villa နဲ့ Conference League ဘောလီပွဲတို့မှာ Palace အသင်းတို့ကတက်ရောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒီအင်္ဂလန်3သင်းသာပူဆွေးခဲ့ရင်တော့ကမ္ဘာမှာအင်္ဂလန်ကလပ်သင်းများဘာကြောင့်စိုးမိုးနေလဲဆိုတာတခါတည်းသက်သေပြနိုင်တော့မှာပဲဖြစ်ပါတယ်။ဘောနီကိုတို့ကိုရောဒီ3သင်းမှာဖဲအသင်းကပူဆွေးနိုင်စီအများဆုံးလေးဆိုတာမှန်မှရေးခဲ့ပြပါဦး။အားလုံးပဲကိုလတ်